ဒီမှာဖယားရှင်ကနေပြီးတော့မှဒီဝေလူဝန်ကျောင်းထဲမှာတန်ဃာတော်အရှင်သူမြတ်တွေကိုဟိုဩဝတ္တပါတိမောက်ပြနေတဲ့အောက်ကနေတန်ဃာဟို1250တော့တန်ဃာတွေကိုဖယားရှင်ကနေအဆုံးမပေးတယ်ဩဝတ္တပါတိမောက်ပြနေတယ်အဆုံးမလမ်းညွန်ပြနေတယ်ဆုံးမလမ်းညွန်တဲ့တရားတွေဒီမှာခေါ်နေတယ်ဆိုတဲ့ဓမ္မသနပလင်ထက်မှာရှိနေတယ်လို့အာယုံပြုနှလုံးသွင်းပြီးတော့မှတုတ်သူတော်ကောင်းတို့ယုံနာနှစ်ပါးခန္ဓာ၅ပါးကိုဘုရားရှင်အနန္တလူတတ်မယ်ကဲလိုက်ဆိုကြမယ်ဘုန်းတော်၆ဆုံးခုံတော်၉ပါးတို့နဲ့ပြည့်စုံတော်မူသောရှင်တော်မြတ်ဘုရားတပည့်တော်ဤယုံနာနှစ်ပါးခန္ဓာ၅ပါးကိုတရားအလောက်ပွားများအားထုတ်နေစဉ်ချိန်ကာလအတွင်း၌ရှင်တော်မြတ်ဘုရားအားအနန္တလူတတ်မှာဤရှင်တော်မြတ်ဘုရားသည်ဘုရားတပည့်တော်ကိုတနာချီမြောက်ဆောင်းလျှောက်သောအဖြစ်ဖယားတပည့်တော်ကိုဖယားတပည့်တော်နှင့်တင့်လျော်လျော့ပကောင်းမြတ်သောကမ္မထံတရားကိုချီးမြှင့်ပေးသနာတော်မူပါအရှင်သူမြတ်ဖယားပါဒုတာကဲနောက်ထပ်ဆိုမယ်ဘုန်းတော်၆ဆုံးဘုန်းတော်၉ပါးတို့နှင့်ပြည့်စုံတော်မူသောရှင်တော်မြတ်ဖယားဤဘုံတော်ကံတော်ဉာဏ်တော်တကူတော်မေတ္တာတော်ကရုဏာတော်ခန္တီတော်တတိတိတို့ကိုတပည့်တော်တို့သည်အကျွင့်မဲ့ယုံကြည်လက်ရှိပါ၏အရှင်သူမြတ်ဖေဟာအကျွင့်မဲ့ယုံကြည်လက်ရှိပါ၏အရှင်သူမြတ်ဖေဟာယုံကြည်၍မျက်ဆိုသောစကားသည်သစ္စာစကားသာဖြစ်ပါ၏အရှင်မြတ်ဖေဟာထိုမှန်ကန်သောသစ္စာစကားကိုပြောကြားမြတ်ဆွေခြင်းတည်ဟူသောဝါစီမင်္ဂလာသစ္စာစကားကြောင့်အရှင်ဘုရားဤဘုံတော်တကံတော်တဉာဏ်တော်တတကူတော်တမေတ္တာတော်တကရုဏာတော်တခန္တီတော်တအသီးသီးတို့သည်ဘုရားတပည့်တော်ဤရင်တွင်နှလုံးထိုင်၌ကိန်းဝတည်နေရပါလို့ဤအရှင်သူမြတ်ဖယားတပည့်တော်ဤရင်တွင်နှလုံးထိုင်၌ကိန်းဝတည်နေရပါလို့ဤအရှင်သူမြတ်ဖယားရှင်တော်မြတ်ဖယားဤဘုံတော်တကံတော်တဉာဏ်တော်တတကူတော်တမေတ္တာတော်တကရုဏာတော်တခန္တီတော်တအရိယာတဝိဇ္ဇာတအရိယဝိဇ္ဇာတအသီးသီးတို့သည်ဘုရားတပည့်တော်တို့ဤရင်တွင်နှလုံးထိုင်၌တန်ត្រာတလျှောက်လုံးမှကိန်းဝဒီရှိနေလက်ရှိသောကိလေသာတရားဆိုးတို့ကိုဖယ်ချိုးတုတ်နှင့်ခုတ်ထွင်ရှင်းလင်းနိုင်သည်ကိုဖြစ်ရပါလို့ဤဖြစ်ပါစေသာအရှင်မြတ်ဖယားသာဓုစေပါလက်ပါထိုင်မယ်တင်လင်ခွေရဲ့ထက်မှာပဲပဲလေးဖြန်းခင်းညာပဲလေးတင်းခါလေးဖြောင်းထားခေါင်းလေးတဲ့ထားမျက်စိမဲပတ်စပ်တွေ့ပြီးတော့ကိုယ်ဆက်ကနေပြီးတော့ရင်ချိန်နာတနေရာလေးမှာထားနေတော့ပိုကောင်းမယ်ရင်ချိန်တနေရာလေးနဲ့မှာထားနေတော့ပိုကောင်းမယ်ထားလို့မရဘူးမထတတ်ဘူးဆိုရင်တော့ဟိုနာတိဖြာနာလေးမှာဝါရှူသွင်းဝါရှိုက်ထုတ်လင်းကခါတော့လောက်ထင်ရှားအောင်လုပ်ထင်ရှားလာပြီဝင်လက်လေထွက်တဲ့လေထင်ရှားလာပြီဆိုရင်အဲ့ဒီနာတိဖြာမှာတိုးထီပြီးတော့ဝင်သွားတဲ့နေရာထွက်တဲ့လေနာတိဖြာမှာတိုးထီပြီးထွက်သွားတဲ့နေရာအဲ့ဒီနေရာလေးကိုမြင်အောင်ကြည့်သိအောင်လုပ်မယ်မြင်အောင်ကြည့်သိလို့သိလာပြီဆိုတဲ့အခါကျတော့ဝင်လေထီထွက်တဲ့လေနာတိဖြာမှာတိုးထီပြီးတော့ထွက်သွားတဲ့နေရာလေးကိုမြင်အောင်ကြည့်သိအောင်လုပ်တိလာတဲ့အခါကျတော့ထွက်လေထီဝင်လေထီထွက်လေထီဒီတိုင်းပဲဆက်လက်ပြီးတော့ရှူပွားမယ်15မိနစ်လောက်ရှူပွားပြီးတော့ရင်နားလေးကိုအတိကထားဟိုကိုငါဥစ္စာမဟုတ်ဘူးငါခန္ဓာကိုမဟုတ်ဘူးဖယားရှင်ကိုလူတန်းလိုက်ပြီးငါနဲ့ဘာမှမဆိုင်တော့ဘူးလို့ဆုံးဖြတ်ချက်ချခန္ဓာကိုစွန့်လွတ်လိုက်လွတ်ချပလိုက်ပြီးတော့မှဟိုဒဇိန်းဆန်တဲ့ညာအတိနဲ့တခြားလူတယောက်လူစိတ်ထဲထားပြီးတော့မှကြည့်မယ်ရှုမယ်ရှုွက်ပေါ်မှာရှုချက်နဲ့
နေအောင်ကြည့်သိအောင်လောက်ပြီးတော့ဝင်လေနာသီးပြတိုးထီပြီးတော့ဝင်သွားတဲ့အခါထီတဲ့နေရာလေးကြည့်ပြီးတော့ဝင်လေထီထွက်တယ်လေနာသီးပြမှာတိုးထီပြီးတော့ထွက်သွားတဲ့နေရာမြင်အောင်ကြည့်သိအောင်လုပ်ထွက်လေထီ7မိနစ်15မိနစ်တော့လောက်ပြီးမှတော့လောက်ပြီးပြီဆိုရင်ချင်းတဲ့နေရာကိုရွှေ့ရပြီဒီတိုင်းပဲဆက်လက်ပြီးအထောက်